မြန်မာနိုင်ငံရဲ့နေရာတွေကအပူချိန်မြင့်တက်ပြီးတော့ဆိုထိုင်းစာနဲ့မြင့်တဲ့ရာသီဥတုတစ်ခုဖြစ်ပါတယ်ဒီ March ကနေ April ဒီ3လကအပူချိန်မြင့်တဲ့လ3လဖြစ်ပါတယ်အဲ့လိုမျိုးချိန်တွေမှာမျိုးနှွေးတဲ့ယူဝတ်တာကတော့တိတ်ပြီးတော့ပုံမလာပါဘူးအဲ့ဒီစာပေါ်ပါပြီးတော့လေဝင်တွေထွက်ကောင်းတဲ့တောက်တာရှိတဲ့cotton ဒါမှမဟုတ်အခြားခြေတွေကိုရွေးချယ်တင်ပါတယ်အေးနေတာမဟုတ်ဘူးကြကောင်မတွေကပြစ်ထားလို့ဆွေးနေတယ်နေရာဒီအတွက်အရေးကြီးဆုံးအချက်ကတော့ပေါ်ပါပြီးလေဝင်တွေထွက်ကောင်းတဲ့ပိတ်စာကိုရွေးချယ်ခြင်းပါပဲနံပါတ်1ပိတ်စာချွေးဆုပ်လွယ်တဲ့ဒီ cotton တွေရှိမယ်နောက်ပြီးတော့ဒီခြီထက်ပေါ့ပါတဲ့ linen တွေရှိမယ်နောက်ထပ်ကကျတော့ဒီ denim jean တွေလိုမျိုးအပူကိုထိန်းပေးတဲ့ chambray ဆိုတဲ့တွေရှိမယ်ပြီးတော့ဒီပြော့ပြောင်းပြီးတော့ဒီဝင်တွေထက်ကောင်းတဲ့ CS sector ဆိုတဲ့အသားတွေရှိမယ်ပေါ့နော်နောက်ပြီးတော့ fit slim fit ဆိုလို့ရှိရင် relax fit တွေကကိုယ့်ကိုပို့ပြီးတော့နေရတတာရှိသေးပါတယ် oversize shirt တွေ loose trouser တွေကချွေးဆိုမှုနဲ့ပူလောင်မှုကိုချော့ချပေးပါတယ်အရောင်နဲ့ပတ်တန်ပူချိန်မြင့်တဲ့ရာသီဥတုဖြစ်လို့ဒီနူးညံ့တဲ့အရောင်တွေကိုရွေးချယ်တင်ပါတယ်ဥပမာ pastel color တို့ဒီ art tone တွေဖြစ်တဲ့အညိုဖြော့တို့ဒီအသားရောင်တို့နောက်ထပ်ဒီ light color တွေကိုရွေးချယ်တင်ပါတယ်နောက်ထပ် color အနေနဲ့ဆိုလို့ရှိရင်ဒီအဖြူဖြော့လေးရှိမယ်ပြီးတော့ဒီlight green တွေရှိမယ် cigar green လေးရှိမယ်ပြီးတော့ light blue ရှိမယ်နောက်ထပ်ဒီ base လို့ခေါ်တဲ့ဒီ cream ရောင် color လေးရှိမယ်ပတ်တန်အနေနဲ့ဆိုလို့ရှိရင်ဒီအပွင့်ခတ်တွေတို့ဒီ strip အစင်းလေးတွေပေါ့နော် line စင်းလေးတွေတို့နောက်ပြီးတော့လို့ရှိရင်ဒီအရန်အကွက်အစိတ်တွေမဟုတ်ဘဲနဲ့ဒီအကွက်နည်းနည်းလေးပါတဲ့ design တွေလို့ဆိုရင်အဆင်ပြေပါတယ်နောက်ထပ်ကတော့ဒီ chino short band တွေနဲ့ခြေသားဒီ cotton short band တွေကကြတော့အပူဒီလိုအပူချိန်မြင့်တဲ့နေ့တွေမှာ casual တက်ပဲဝယ်စီတယ် straight wear တက်ပဲဝယ်လို့အဆင်ပြေစေပါတယ်နောက်ထပ်ကတော့ဒီ loose fit denim jeans တွေပေါ့နော်ဒီ skinny jeans တွေတက်ပို့ပြီးတသားရှိပြီးတော့ရေဝင်တွေထက်လည်းကောင်းစီတယ်နောက်ပြီးတော့ဒီ face ဆုပ်လည်းတက်တာပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီဖက်နက်နဲ့ accessory တွေပေါ့နော်ဖက်နက်တွေမှာဆိုရင်လည်းဒီ loafer တွေရှိရဲနောက်ပြီးတော့ဒီခြေသားနဲ့လှုပ်ထားတယ်တော့ဒီ cover လိုမျိုးဖက်နက်တွေရှိရဲနောက်တစ်ခုကကျတော့ဒီ leather နဲ့လှုပ်ထားတယ်ညှက်ဖက်နက်တွေရှိရဲပေါ့နော်အဲ့မျိုးဖက်နက်တွေကဒီ smart casual အပိုင်းအတွက်လည်းဝတ်လို့ရပါတယ်လောက casual တီးသက်ဝတ်ချင်တယ်ဆိုရင်တော့ဒီ white sneaker တွေကိုသုံးလို့ရပါတယ်ခင်ဗျာနောက်ဆုံး accessory အနေနဲ့ဆိုရင်တော့ဒီ bucket hat တွေရှိရဲနောက်ပြီးတော့ဒီဒီကညက်မှန်တွေရှိရဲတုပ်ပတ်တွေရှိရဲပေါ့နော်အဲ့ဒါကတော့ဒီနွေရာသီရဲ့ look ကိုပို့ပြီးတော့ cool ဖြစ်စေပါတယ်နောက်ဆုံးအနေနဲ့အကြံပေးခြင်းတဲ့အချက်ကတော့နွေရာသီမှာဒီပူလောင်မှုကိုထိန်းဖို့အတွက်ဆိုလို့ရှိရင်လေဝင်တွေထက်ကောင်းပြီးတော့ပေါ့ပါတဲ့ဒီဝတ်ထည်တွေကိုအသုံးပြုတင်ပါတယ် smart casual ရဲ့နောက်ပြီးတော့ minimalist vibe ရဖို့အတွက်ဆိုလို့ရှိရင် linen cotton နောက်ပြီးတော့ relax fit ဒီ pastel color တွေကိုအချိုးကျပေါင်းစပ်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်ခင်ဗျာ